တင်အရင်ကတည်းကစဉ်းစားဘူးလားဘာကြောင့်တချို့လူတွေကထီပိုကြကြတာလဲပြီးတော့မဖွင့်ခဲ့ဘူးတဲ့လျှို့ဝှက်ကလစ်တီလည်းရှိတယ် Lucky Channel ကအမျိုးသားတယောက်ကိုအင်တာဗျူးတော့ပါတယ်သူဟာထိုင်းနိုင်ငံမှာတာမန်အလုပ်သမားတယောက်အနေနဲ့အလုပ်လုပ်ကင်ပြီးငှားရမ်းထားတဲ့အခန်းငယ်လေးတစ်ခုထဲမှာနေထိုင်သူပါသူဟာထီပိုမိုကြနိုင်စီဖို့နီးလဲငယ်လေးကိုမျှဝေခဲ့ပါတယ်အလဲကြတိုင်းမှာသူဟာယုံကြည်မှုအရှိဆုံးကနန်းတလုံးကိုပဲရွေးချယ်ပါတယ်ပြီးရင်အဲ့ဒီကနန်းကိုပဲအမြဲတမ်းကေးပဲပါတယ်ဒါကတော့သူ့ကိုထီကြကြလွယ်ကူစွာနဲ့စစ်တိုက်ကြစေတဲ့နီလန်ပဲဖြစ်ပါတယ်ဥပမာသူကကနန်းတလုံး6ကိုကစားတယ်ဆိုပါစို့ဒီအချိန်ထီထွက်ရင်696ဖြစ်တယ်သူကဘတ်1000ရင်းနှီးမရွတ်ပဲနဲ့ဘတ်3000ထစ်တန်ပြင်ရပါပဲကနန်းတလုံးနဲ့ကိုယုံကြည်မှုထားရုံနဲ့လွယ်လွယ်ကူကူပါပဲတခြားကနန်းတွေကိုဂရုစိုက်စရာမလိုပါဘူး ပတုံးတောင်းဆိုတာအနေနဲ့လို့ထင်ရပေမဲ့ပတတောင်ပိုင်းရင်းနှီးတဲ့အလုပ်သမားတယောက်တော့ကတော့ဒါကတဝက်ရက်လော့စားပါပဲခနန်းများများတော့စောင့်မျိုးနေရမလို့တဲ့အပြင်ခနန်း3လုံးအများကြီးဝယ်စရာလည်းမလိုပါဘူးအချိန်အများကြီးမရှိတဲ့အလုပ်သမားတွေအတွက်ဆိုရင်တော့ယုံကြည်ရတဲ့ခနန်းတစ်လုံးကိုပဲရွေးပါပြီးရင်တော့ဒီလျှို့ဝှက်ကလစ်ထဲကနီးတောင်အဲ့ဒီခနန်းကိုပြေးပါ Lucky Channel ကိုစောင့်မျှော်ကြည့်ရှုပါနောက်ကလစ်မှာတင်ခနန်းတစ်လုံးကစားခြင်းနဲ့ထိဆိုင်ရာလျှို့ဝှက်နီလန်တွေအသစ်တွေရရှိမှာပါ like share နဲ့ subscribe လုပ်ဖို့လည်းမနစ်ပါနဲ့နော်ဒီလိုမျိုးဘူးတူတာရှိစရာအကြောင်းအရာကောင်းလေးတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ပါ